အဲ့ဒီညာကြောက်ပြုံတာမရှိဘူး နင်တော့မပြုတ်လို့လဲမပြုတ်ပါဘူးသမီးရဲ့ အမှရှိမှာပြုံနေတယ် မပြုတ်ပါဘူးစနာဝင်းရဲ့မသိတာပါဘူးခလေးပဲဘာမှဖြစ်ဝတ်လိုက် ဟောတိတယ်အမှအေးသူသာတော့အမှပြောမှာနင်းတိန်ကြီးရတယ်အမှကြောက်ပြုံနေဆိုတာတမအဲ့လိုပြောရင်မကြိုက်ဘူးတော့ခါမလိမ့်ချင်ဘူး ဟဲ့တနက်ကဘာဖြစ်မလင်းနေတာလဲ အေးသူသာပြောတယ်နင်ကတခါလေးလို့ရှိရင်ဘလူးမနဲ့တူတယ်တမဘလူးမဖြစ်ချင်ဘူးဘာပြီးတော့ပဲဖြစ်ချင်တာတမမျက်နှာနဲ့လက်နဲ့လည်းမခေါ်ဘူးပြီးတော့မဲသေးနေပြလာအမေကြောင့်မိခက်အကောင်းစားကြီးလိမ့်ပြီးတော့တမကကြတော့မှလည်းမျက်နှာနဲ့လက်နဲ့လည်းအယောင်မတူဘူးငါငါတို့ကမကောက်ဘူးနောက်တော့ခေါ်မရဘူးဘာလို့မှာ အမလေး ဆရာမ ပြောလေဆန္ဒဝင် ဒီတော့ကောင်းလား ကောင်းတယ်လေတမိစားကြင်လို့လား အမေနဲ့ညစားဘူးလေအမေကတမီးကိုကျွေးဘူးလေနဲ့ညတော့ တမိစားကြင်အမှန်တိုင်းပြောလေဆရာမကျွေးမလို့ ကျွေးဘူးလေဒါမဲ့အမေကကျွေးထားတာလွန်ခဲ့တယ်ဗာလဲနှစ်နှစ်လောက်ကြာလာမယ်တမီးကညတော့စားပြီမဲ့အမေကျွေးထားကြားနေပြီတမီးညတော့ကောင်းတာမမိတော့ဘူး အေးလို့ပေးမယ်နင်လို့စပင်းလှလိုက်လို့ ရန် ဟဲ့မွေးနေရပဲမွေးနေရပဲကျူးနင်စပင်းလို့ဖြောင်စင်လှပပအီလေးဖြစ်သွားပြီစနာဝင်းရေနင်ကောင်းပါမလားလေစပင်းပဲပါလားလေ ဟုတ်ငါ့ကိုကျုပ်ငါ့ကိုကျုပ်ပါမယ် ဟာနင်စပင်းရတယ်နင်စပင်းရတယ်